ဒါကိုသိသွားလို့ရှိရင်ဝနေတဲ့သူတွေအတွက်ဝိတ်ကြဖို့အတွက်ကအရန်လွယ်ကူသွားလိမ့်မယ်ပိန်တဲ့သူတွေအတွက်လည်းလိုချင်တဲ့ body goals ရဖို့အတွက်အရန်မခက်ခဲတော့ဘူးအဲ့ဒါဘာလို့ထင်လဲဒီနေ့ပြောပြမယ်ကျမကတော့အဝလွန်နေတဲ့ Joy ရဲ့ CEO တနစ်တီဦးဖြစ်ပါတယ်စီဝါပညာရှင်တယောက်လည်းဖြစ်တယ်ဒီနေ့မှာတော့အားလုံးသိထားတဲ့ calories 101ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမယ်ဆိုတော့ calories ကိုတခွန်းနဲ့ဖော်ပြရမယ်ဆိုလို့ရှိရင်တော့ energy ပဲပေါ့နော်အထူးသဖြင့်ကျမတို့အစားအသောက်ကနေပြီးတော့မှရရှိတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားသွားလာရှင်သန်ဖို့ဆိုလို့ရှိရင် calories ဆိုတဲ့ energy ကိုလိုအပ်ပါတယ်calories နဲ့ပတ်သက်ပြီးတော့မှမြင်သာအောင်လို့ပြောပြရမယ်ဆိုလို့ရှိရင်တော့ကျမတို့ကတနေ့တာပေါ့နော်လိုအပ်တဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ calories ထက်ပိုစားလို့ရှိရင်ဝလာမယ်ရှော့စားလို့ရှိရင်ကြတော့ကျမတို့ပိန်သွားမယ်ကိုယ်လေးချိန်ကြီးကြမယ်ပေါ့နော်ပြီးတော့အစားအစာတစ်ခုနဲ့တစ်ခုမှာပါဝင်တဲ့ calories တွေကလည်းမတူညီကြပြန်ဘူးဒါအပြင် calories တူညီပေမဲ့လည်းအာဟာရ quality တွေကလည်းမတူညီတာလည်းရှိတယ်ပေါ့နော်ဥပမာအားဖြင့်150 calories ဝန်းကျင်လောက်ရှိတဲ့တီဟိုစီနဲ့150 calorie ပဲရှိတဲ့ကြားလုံးနဲ့နှိုင်းယှဉ်ကြည့်အောင်အဲ့နှစ်ခုမှာဆိုလို့ရှိရင်တီဟိုစီမှာကြတော့ तू က healthy fats တွေပါတယ် fibers တွေပါတယ် vitamins တွေပါတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ overall health အတွက်ကို support လုပ်ပေးတယ်ဒါပေမဲ့ကြားလုံးကကြတော့ तू က empty calorie food ပေါ့နော်ကြားတက်ကလွဲလို့ဘာအာဟာရဓာတ်မပါနေတဲ့အတွက်ကြောင့်မလို့စားလိုက်လို့ရှိရင်ပိုပိုက်စားလာမယ်ပိုပြီးတော့မှမောပန်းလွယ်လာမယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်တော့မကောင်းပါဘူးဒါကြောင့်မလို့ကျမတို့ကရွေးချယ်စားတောက်တဲ့အစားတောက်ကလည်းသိအရေးကြီးပါတယ်ကျမတို့ weight ကျဖို့ weight ထိန်းဖို့ကျန်းမာဖို့အတွက်တနေ့တာလိုအပ်တဲ့ calories တွေကိုဘယ်လို control လုပ်ကြမလဲနံပါတ်1အနေနဲ့ကိုယ့်ရဲ့တနေ့တာစားရမယ့် calories ကိုသေချာပေါက်သိဖို့လိုအပ်ပါတယ်ဆိုတော့ဒီထဲမှာဝင်ပြီးတော့မှအသေးစိတ်ပေါ့နော်တွက်ကြည့်လို့ရတယ်နောက်တစ်ခုကတော့ extra calories တွေကိုလောင်ကျွမ်းဖို့အတွက်ကျမတို့ exercise လုပ်ပေးဖို့လိုတယ်ဆိုတော့ exercise လုပ်တာကပိန်နာဝတာထက်ပေါ့နော်ကျမတို့ကျန်းမာရေးကောင်းဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့ဒီ quality lifestyle ရဖို့အတွက်လုပ်တဲ့အရာပါနောက်ဆုံးချက်ကတော့ကျမတို့တနေ့တာကိုဘာတွေစားတောက်နေလဲဘယ်လောက်စားတောက်နေလဲဆိုတာကိုလည်းမှတ်တမ်းတင်ထားဖို့လိုပါတယ်အစားအစာတစ်ခုချင်းစီရဲ့ calories ကိုဘယ်လိုတွက်ရမလဲဘယ်အစားအစာမှာဘယ်လောက် calorie ရှိလဲဆိုတာကိုကျမ next videos တွေမှာပြပြပေးသွားပါမယ်ဆိုတော့သိချင်တာတွေရှိခဲ့လို့ရှိရင်လည်းမေးခဲ့ပါ